လုပ်ရှိလို့ခိုင်းမလားကွာငါအလုပ်လို့ရှိတယ် ခုလောလောဆယ်တော့အလုံးမရှိသေးဘူးကိုတဲ့ အလုပ်မရှိလားရှိတဲ့အလုပ်လေးကြံပန်ခိုင်းပါလားကွာအေးမိမအလုပ်မရှိမကြည့်ဘူးလို့ကွာ ဟာခက်တာပဲဗျာနေအောင်အဲ့ဒါဆိုဒီလောလောတချို့ဈေးဆိုင်တွေမှာလက်ခေါ်တဲ့ဈေးခွက်ရုပ်ကိုဆိုင်ဝတ်မှာထားတွေ့ဘူးတယ်မဟုတ်လား အေးတွေ့ဘူးလေအထဲမှာတက်ခဲထည့်ထားတာလားမသိဘူးလက်ကလေးတီလို့ဟုတ်ပြီ ကျုပ်ဆိုင်ရှိမှလဲကိုတက်ကစောက်ကြောက်လေးထိုင်ပြီးလက်ခေါ်ပေးရမယ်ဗျာအခုလိုမနေ့၈နာရီနဲ့ညနေ9နာရီအထိပေါ့နေ့လည်စာထမင်းစားနားချိန်ကိုတော့တနာရီပေးမယ်အဆင်ပြေလား ဟာပြေတာပေါ့အလုပ်ရပြီးတာပဲ ကဲအဲ့ဒါဆိုလား ဒီလိုလေးလား ဟုတ်တယ်လက်နှစ်ဖက်ကိုထောင်ထားမျက်နာကိုအစွမ်းကုန်ပြုံထားလက်လျက်ခေါ်လေအေးဟုတ်သမီးဒီနေ့ကခါတိုင်းနေ့ထက်ဈေးရောင်းအားပိုကောင်းတဲ့ထဲနော် ဟုတ်တယ်အဖေဆိုင်ရှိရလက်ခွနေတဲ့ဦးလေးကြောင့်ရောင်းပုတ်ကောင်းဖြစ်နေ အာဟုတ်တာပဲမေ့နေတာကြည့်စမ်း တဲ့ကိုတဲ့ငါးနိုင်ထိုးပြောဒီမှာနှိစားကလေးယူပါလိုက်နော် ဟာကိုတိဟာကိုတိ